ရှင် Hi ဂျပန်စာသင်တန်းကျောင်းကနေကြိုဆိုပါရစေဒီနေ့မှာတော့စင်စစ်ကမိမိခါရအပွဲလို့ N3 ကောကြီးရဲ့60ခုကိုရောက်နေပါပြီဒီမှာဆိုရင်စင်တို့သူရေးထားရပေါ့နော်ယူမဲဆိုတာစင်တို့အိမ်မက်ကိုပြောတာပါယူမဲဆိုတာအိမ်မက်ခီနိုးတယ်မနေကပေါ့နော်ခွားရယူမဲကိုမိတာကြောက်ဖို့ကောင်းတဲ့အိမ်မက်ကိုမြင်ခဲ့ပါတယ်ယူမဲကိုမိလို့ပေါ့နော်အိမ်မက်ကိုမြင်အောင်နဲ့အဲ့လိုမျိုးဒါကဒီလိုပုံစံမျိုးနဲ့လည်းတုံးလို့ရပြီးတော့နောက်တစ်ခုကပါလေအနာတာနော်ရှော့တိုင်းတော့ယူမဲဝါနက်ဒစကမင်းရဲ့အနာကအိမ်မက်ကပါလေတဲ့မင်းရဲ့အနာကပေါ့နော်အိမ်မက်တရားပါလေဥမာကျွန်တော်ကဘာဖြစ်ချင်လဲကျွန်တော်ကတော့ဆရာဝန်မကြီးဖြစ်ချင်တယ်အဲ့လိုမျိုးသုံးတာပါယူမဲကအာရုအိမ်မက်တွေကရှိတယ်ယူမဲကနိုင်အိမ်မက်တွေမရှိပါဘူးယူမဲကိုမို့အိမ်မက်တွေကိုပိုင်ဆိုင်တယ်ယူမဲကခါနာကိုခါနာအဲလို့စနေတို့အဲ့လိုတွေပြောလို့ရပါတယ်တဲ့ပြီးတော့ကျတော့သူကပါလေတဲ့စန်ဂျေစုလို့ဆိုတာကထောက်ခံတာဥမာမင်းပြောလိုက်တဲ့စကားကိုငါစန်ဂျေစုလို့ထောက်ခံပါတယ်စန်ဂျေနိုဟီတိုကတဲ့ကိုအာဂေဒက်ကရာဆိုင်စနေကိုပြောတဲ့စကားကိုထောက်ခံတဲ့သူတွေကလက်ကိုအပေါ်မြောက်ပေးပါဝဒါရှိဝဆိုနိုတေးအန်တို့မို့အီခန်းစာဒီအမြင်နေနဲ့ပတ်သက်ပြီးတော့စိတ်ဆန်တာစန်ဂျေစုလို့စန်ဂျေတာစန်ဂျေစုလို့ကျွန်တော်တို့ဒီအမြင်နေနဲ့ပတ်သက်ပြီးတော့စန်ဂျေထောက်ခံပါတယ်နော်ကျွန်တော်တို့ကဒီအမြင်နဲ့မင်းပြောလိုက်တဲ့အမြင်နဲ့ပတ်သက်ပြီးတော့စန်ဂျေထောက်ခံပါတယ်အီခန်းဆိုတာအမြင်နေပါတဲ့စန်ဂျေအီခန်းဆိုတော့ဒါထောက်ခံတဲ့အမြင်ပေါ့နော်ဟန်တိုင်းဆိုသူကစန့်ကျင်တာပါသူ့ရဲ့စန့်ကျင်ဘက်ကဟန်တိုင်းဒီမှာဆိုရင်တော့ပါလေးလဲဆိုစန်တိုင်းကဝါဆိုရင်ဒါဟန်တိုင်းကဝါဆိုရင်စန့်ကျင်ဘက်ကိုပြောတာခရီနော်အီခန်းနေပါတဲ့ဟန်တိုင်းတာသူ့ရဲ့အမြင်နေနဲ့ပတ်သက်ပြီးတော့ပေါ့နော်ကျွန်တော်ဟန်တိုင်းဆိုတာစန့်ကျင်တယ်တေးအန်နီရဲ့ဟန်တိုင်းဆိုလို့ဆိုတာတေးအန်ဆိုတာအမြင်နေကိုပေါ့နော်ဒီကဟန်တိုင်းဆိုလို့စန့်ကျင်တာနင်ပြောတာကြီးကမမှားနေရနော်ငါတော့နင့်ကိုမထောက်ခံဘူးနင့်ကိုစန့်ကျင်နေအဲ့ဒါမျိုးနော်ဟန်တိုင်းဤခန့်စန့်ကျင်တဲ့အမြင်နေပါတဲ့ဟန်သူ့ရဲ့စန့်ကျင်ဘက်ကပါလဲစန်ဆေးဆိုလို့ထောက်ခံပါတယ်တဲ့အဲ့လိုသူသုံးထားတာပါဆိုးဆိုတာကအတွေးတွေပေါ့နော်ဆိုးတိုးတဲ့ဂန်ဂျစ်ဆိုတာချီကောက်ဆိုးဆိုတာအတွေးတွေနဲ့လက်တွေ့ပေါ့ဂန်ဂျစ်ဆိုတကယ် reality ကချီကောက်ကိုကွဲပြားပါတယ်ဘာလို့အဲ့ဒါကိုပြောရလဲဆိုတော့ဥမာအိမ်မက်ထဲကလူနေပေါ့နော်အိမ်မက်ထဲမှာတော့ကိုအကောင်းစားကြီးဖြစ်နေတာပေါ့နော်ဒါပေမဲ့အိမ်မက်နဲ့တကယ်လက်တွေ့ဘဝတွေကတော့အရန်ကိုကွာခြားရပေါ့နော်အိမ်မက်ထဲမှာတချို့တွေစနေဆိုရင်ဒါတို့တွေစာရေးပြီးစူးစမ်းတယ်ပြီးကြရင်ဖြစ်သွားကြတယ်စာတွေတော်သွားကြတယ်ဒါပေမဲ့တကယ်လက်တွေ့ကြပါတော့တို့လိုလှပလေးနဲ့စာကြည့်ရတာမဟုတ်ဘူးနော်စာကြက်တဲ့လူတွေကအရန်ပင်ပန်းတာနော်ကိုသိတယ်အဲ့ပါတရားနှစ်နောက်ပိုင်းမှာဆိုရင်ねမိတိုင်းအိုးတဲ့စိုးဆိုလို့တရားနှစ်တရားနောက်ပိုင်းရဲ့ပေါ့နော်စနေတို့ဒါမိလိုက်စာအနာဂတ်ကိုစိုးဆိုလို့စာစိတ်ထဲမှာတွေးကြည့်မယ်ပေါ့နော်အဲ့လိုမျိုးစနေတို့သုံးတာပါဒိုလျော့ခုဆိုတာစ조사အထုတ်မှုတွေတဲ့နော်အရှော့ကမဲဒိုလျော့ခုဆိုလို့အတုံကွန်ဆိုင်စ조사အထုတ်မှုတွေကိုလုပ်ပါတဲ့နော်ဒိုလျော့ခုအတုံကွန်ဆိုင်စ조사မှုတွေကိုဒါဒိုလျော့ခုဆိုတာစ조사အထုတ်မှုတွေကိုခါစားနာလို့ဆိုတာစနေတို့ထပ်ဆင့်ထားပါတယ်နော်အဲ့လိုသုံးတာပါတယ်ဒီမှာစနေတို့အဲ့ဒါပြီးတော့သူကဒီအရောင်ရောက်သွားပြီပဲစနေတို့ဒီမှာဆိုရင်ဒါမိသားစုနဲ့ပတ်သက်တဲ့ဟာလေးတွေကိုစနေတို့ဒါဖြည့်ကြည့်ပါအောင်เนาะဒါဖြည့်ကြည့်ပါအောင်ကိုစာလေးချက်ပြီးတော့ခဏဖြည့်ကြည့်ပါအောင်ပြီးတော့စနေတို့က unit 1ရဲ့မဲရှိနောင်းနေနဲ့1ကနေ81မှာစနေတို့ကဒီနေ့သင်ခဲ့ရတဲ့အရာတွေရှိတယ်ကွာအဲ့သင်ခဲ့ရတဲ့အရာတွေကိုဒီမှာတဲ့ဖြည့်ကြည့်ပါအောင်တဲ့เนาะဖြည့်ကြည့်ပါအောင်ဖြည့်လို့ရပါပြီစာလေးလာလို့ရပါပြီเนาะဒါလေးဆိုအရန်လွယ်ပါတယ်ဘာမှတကယ်တမ်းပြောရမယ်ဆိုမရှိဘူးပေါ့เนาะအဲ့လိုမျိုးဒီမှာဒါတော့ဒီဟိုဟာတွေဖြစ်နေတာပေါ့နော်အဲ့တော့စနေတို့ဒီမှာဆိုရင်ဒီဟာလေးရှိရဒီဟာလေးပေါ့နော်ဟိတုံတော့လေအာလဝါစုကုတ်တော့ပါလူတွေနဲ့ပတ်သက်တဲ့ဒါပတ်သက်တဲ့စကားလုံးတွေပါတဲ့နန်းလေးပဲစွနန်းလေးစာအသက်အရွယ်ကိုစနေတို့ကဘဲစွပိုင်းခြားထားပါတယ်တဲ့ခိုးလေးရှာတော့မဟုတ်လောဂျင်တော့မဟုတ်အိုတိုရှိယော်ရီတက်ကြီးရွယ်ဦးသုံးခုလုံးကတော့ဒီမှာဆိုရင်ခိုးလေးရှာအသက်ကြီးသူတွေလောဂျင်တက်ကြီးရွယ်ဦးတွေအိုတိုရှိယော်ရီတက်ကြီးရွယ်ဦးဒါပေမဲ့ခါတိုက်ဟောကန်စာဒီဘက်ကဟာပြောခဲ့တယ်ပေါ့နော်ဒီဘက်ကပို့ပြီးတော့အိုတိုရှိယော်လေးတက်ကြီးယော်လေးလို့ပြောတာလေတန်လေးပို့ပြီးပြောတယ်ထင်တယ်တဲ့အဲ့လိုမျိုးနော်ချူကိုနန်းဆိုတာကစနေတို့ဒါအသက်အရွယ်အသက်အလယ်လက်ပိုင်းပေါ့နော်စနေတို့ဒီမြန်မာစကားမှာဆိုဘယ်လိုပြောရလဲအသက်လက်ပိုင်းကိုရောက်တင်နေတဲ့သူတွေပေါ့နော်ကျူနန်ဆိုရင်တက်လက်ပိုင်းလူတွေပေါ့နော်တက်လက်ပိုင်းလူဆိုလို့လေ40 50လောက်အဲ့လောက်ရှိမှာပေါ့နော်အဲ့တော့စိန်နန်းဆိုတော့စနေတို့ငယ်ရသူတွေပါတယ်သူဘယ်လိုပြောလဲဝါကမွန်နိုလို့လည်းစနေတို့ပြောတယ်စနေတို့တီတာဝါကမွန်နိုပဲကွာဒီစိန်နန်းလို့မသိခဲ့ဘူးဒါလေးတွေဒါလေးလာရတယ်ပေါ့နော်နောက်တစ်ခုကပါလေရှောနန်းစာအဲ့လိုငယ်လေးတွေပေါ့နော်ကလေးလေးတွေရှောနန်းလို့ပြောခြင်းပြောရှောကြော်လို့ရှောနန်းလို့ပြောခြင်းပြောမပြောခြင်းဘူးဆိုရင်ခိုတို့မို့ကလေးလို့ပြောအိုတို့ခုတော့ခိုလို့ပြောမပြောခြင်းအွန်နာနခိုလို့ပြောတယ်တူပါပဲတဲ့ယောကြီးနော်ယောကြီးဆိုမို့ဥစားနိုင်ခိုတို့မို့စာသေးငယ်တဲ့ကလေးငယ်စာဘေဘီလေးတွေကိုပြောတာနော်အမှကြည့်လိုက်ရှောနန်းဝါတဲ့ဒန်ရှိတာကဲအိုတဲ့စဆုဘိုင်းတိုတဲ့နော်ဒန်ကြော့မြောဟိုးအိုတဲ့စဆုဘိုင်းကအာလူရှောနန်းဆိုတဲ့ဒီကောင်ကတဲ့ရှောနန်းဆိုတာကြည့်သူတို့ဒီမှာပြောသွားတာရှောနန်းဆိုတာဒါယောက်ျားလေးတဲ့သူကဂျော်နန်းဆိုတာမိန်းကလေးဆိုတော့တုံးသွားတာ
နော်အဲ့ဒါကိုစနေတို့က short dan နေပါနေမရှိဘူးနော်ယောက်ျားလေးနဲ့မသုံးဘူးနော်အဲ့မှာ short dan ဒါပေမဲ့တစ်ခါလေးကြားတယ်ဒီ short dan ကပေါ့နော်မင်းတို့အထင်မှားနေမယ်နော်တဲ့ယောက်ျားလေးကိုလည်းပြောတာရှိသလိုနော်ဒန်းရှိဆိုတာယောက်ျားလေးကိုလည်းစဆူညွှန်ပြတဲ့အခြေအနေလည်းရှိသလိုဒန်းကျော်စာမိန်းကလေးရောယောက်ျားလေးရော sorry ဒါဒန်းကျော်စာမိန်းကလေးရောယောက်ျားလေးရောနှစ်ဖက်လုံးကိုညွန်ပြတဲ့အခြေအနေလည်းရှိပါတယ်တဲ့ဒါလေးကိုတော့စတားပြပြီးတော့ပေါ့နော်ဒါသတိထားပါတဲ့တော့တစ်ခါလေးကြာရင်မိန်းကလေးကိုပြောရလဲရှိလို့ယောက်ျားလေးကိုပြောရလဲရှိရနော်တဲ့ဒါရှော့ကြော်လို့မသုံးချင်ဘူးဆိုမိန်းကလေးကိုရှော့နန်းလို့တစ်ခါလေးပြောတဲ့ခါမျိုးလေးရှိတယ်တဲ့မင်းတို့မားသားမစိုးလို့တဲ့ဒါပြောတာပါအဲ့တော့ကဲစီကို92ကိုရောက်ပါပြီတိုင်းရောတဲ့တိုင်းရောဆိုတာစီကိုနေမင်းကြီးပါတိုင်းရောကတဲ့နော်ဘိုးတဲ့နေထွက်လာတဲ့အတတခကူနတ်တာနှွေးထွေးလာခဲ့ပါပြီတဲ့နော်တိုင်းရောကနော်ဘိုးလို့ဆိုတာနေထွက်လာပြီတိုင်းရောကရှိစုမှုဆိုနေဝင်သွားပြီတိုင်းရောကအဲ့ဒါလို့မပြောချင်ဘူးမလားမပြောချင်တိုင်းရောကဒဲလို့အဲ့လိုနှွေးထွက်တယ်လို့ပြောလို့ရပါတယ်တဲ့နော်ချစ်ကီယူဆိုတာကဘာမြေကြီးစကီစာလာဟိုးရှိစာစီကိုကျဲနေပါတဲ့သူနဲ့ပတ်သက်တာဩသူကဒီမဲ့ပတ်သက်တာလေးတခါတည်းရေးပြထားတာနော်ချစ်ကီယူဆိုတာကဘာမြေကြီးတဲ့စကီစာလာတဲ့ဟိုးရှိစာကျဲပါတဲ့နော်ချစ်ကီယူဆိုတာကဲလာပါပြီအောက်မှာတော့ပြန်ပြောထားတယ်ကဘာမြေကြီးနော်တဲ့ချစ်ကီယူနော်တဲ့ကန်ကီယောကအကရှိတဲ့ဤတို့ကဘာမြေကြီးရဲ့အပူချိန်ကြီးရဲ့ကဘာမြေကြီးကပေါ့နော်အကဆိုပူနေလာတာမျိုးဖြစ်နေရပေါ့နော်အဲ့မှာ on tank ကဆိုအပူချိန် CQ on tank က ဆိုအပူချိန်ပြောင်းလဲလာ global warming နေပါပြီပြောနေတာလေတိုင်းရောစာနေမင်းကြီးစခိစာလာဟိုရှိစာကျဲပါတဲ့ ondo စာအပူချိန်မှာ ondo ဟာကာတို့အပူချိန်ကိုတိုင်းတာပါတယ်တဲ့ ondo ကတကိုက်အပူချိန်နေမြမားနေတယ်ဒါနေရာသီဆိုအရန်ကိုအပူချိန်နေမြင်တာနော်နေလို့ထိုင်လို့မကောင်း ondo က hikui အပူချိန်နေနေပါတယ်တဲ့ ondo ကအာကာတို့အပူချိန်နေတက်တယ်အပူချိန်နေကျဆင်းတယ်နော် ondo တဲ့အာဂဲတို့ဒါအာဂဲတို့စာဂဲတို့ဒီလိုလေးပြောလို့ရတယ်တဲ့အဲ့လိုသုံးတာပါတဲ့ ki on နဲ့အပူချိန်နဲ့ time on နဲ့ခန္ဓာကိုယ်အပူချိန် shisudo ဆိုတာဆိုထိုင်းတယ်လို့ပြောတာပါနော် shisudo ဆိုတာကဆိုထိုင်းတယ်လို့ပြောတာ ki on စာအပူချိန်နဲ့ time on စာလည်းခန္ဓာကိုယ်အပူချိန် shisudo စာဆိုထိုင်းတာသူကဒီကလေဒါနဲ့တူရလို့ပြောချင်တာမဟုတ်သူနဲ့ဆက်ဆက်တယ်ပေါ့နော်စကားလုံးတွေလို့ပြောတာပါ shisudo ဆိုတာဆိုထိုင်းနေရပေါ့နော်ခေါ်တော့ရှိနော်တဲ့နောက်ဆိုပါတဲ့တခုနီဒီနေ့ရဲ့နေရသည်ပေါ့နော်အရန်ကိုရှိစုတော့ကတကားကြီးဒါဆိုထိုင်းတိုင်းဖြစ်တယ်ပေါ့နော်အဲ့ဒါမျိုးပြောပါရှိစုတော့ကတဲ့60ရာခိုင်နှုန်းတဲ့မူရှိယာဆွေဖြစ်တယ်ဒါရာသီတို့မူရှိယာဆွေတွေပါတယ်ဖိုးမှာကျွန်တော်တို့စူမတိုမဲစာအကလေးထဲမှာပါတယ်လीနော်ခန်းကြည့်တယ်မှာရှိစုတော့ကတကားကြီးအဲ့လိုမျိုးရှိစုတော့ကဟီကူကြီးအဲ့လိုတွေသုံးလို့ရတယ်ရှိစုတော့ရှစ်ကဲစာလည်းတူတူပဲမူရှိယာဆွေတွေလည်းတူတူပါပဲတဲ့ခန်းကိတ်စာဆက်ဆက်တဲ့စကားလုံးတွေပါပဲတဲ့ဒါတွေအကုန်လုံးကဒါဖိုးမှာကလေးကတီဗီသားတွေတော့ပြန်ရေးပြထားတာနော်ရှစ်စကဲဆိုတာလေဒါဆိုတိုင်းတာကိုပြောတာညီကုန်းတော်တော့做ရတယ်ရှစ်စကဲကအိုဤတဲ့ဂျပန်ရဲ့နေရာဒီကဆိုတိုင်းတာကြီးများနေပါတယ်တဲ့ရှစ်စကဲကအိုဤဒါမို့ရှစ်စကဲကစုကုနိုင်ရှစ်စုဒိုအဲ့အတူတူပဲအကုန်လုံးနော်ဂျော်ရှိဆိုအဲ့ဒါကြီးလည်းအတူတူပဲမူရှိရဆိုဤဒါတွေလည်းအကုန်တူတူပဲဘာပြောတဲ့ဒီမီးရင်ကိုနဲ့ဒီအတိတ်ပဲကိုပဲသွားမှာပါတဲ့စုယူဆိုတာနေလို့ဒါဗာလဲမိုးရသည်ကိုပြောပါနော်6လပိုင်းကနေတဲ့9လပိုင်းကစီယူနိုဂျီကီတဲ့ဒါကမိုးရသည်ရဲ့အချိန်ဖြစ်ပါတယ်တဲ့နော်မိုးရသည်တဲ့ဝင်လာပြီးဒါမျိုးမိုးရသည်ကစတင်သွားပြီးဒါမျိုးတော့ဒါမျိုးလေးရေးတာပေါ့နော်အဲ့လိုစီတို့သုံးပါတယ်ခါဘီဆိုမှုတွေလीနော်စီယူနိုဂျီကီပါတဲ့ဒီကျွန်တော်တို့ဒီမိုးရသည်မှာဆိုရင်ဟာဘီကဟာအဲရာဆိုရင်စာမှုတက်လွယ်တယ်လို့ပြောချင်တာနော်မှုတွေပါထွက်လဲတယ်အဲ့ဒါမျိုးသုံးတာပါဒမ်ဘိုစာအပူပေးဆက်လीနော်အဲ့လိုမျိုးစာမိုးရင်တော့အေးတဲ့အတွက်ဒမ်ဘိုစကဲလူစာဒါအပူပေးဆက်ကိုစနေလို့ဖွင့်လိုက်ပါတယ်တဲ့ခုနုခီယာဝဒမ်ဘိုကတဲ့ခီတေးတဲ့အတတကောက်ခီတေးဤလူစာအကျိုးတက်ရောက်မှုကောင်းတာနော်ဒီအခန်းကပေါ့နော်ဒမ်ဘိုအပူပေးဆက်ကအကျိုးတက်ရောက်မှုကောင်းလို့အတတခါကြီးနွေးထွေးနေပါတယ်တဲ့ဒမ်ဘိုအိုစကဲလူအပူပေးဆက်ကိုဖွင့်တယ်အဲ့ဒါမျိုးဒမ်ဘိုဤတဲ့လူပြောဒမ်ဘိုတိုမဲလူဆိုရက်မှာပေါ့ဒမ်ဘိုကခီခုဒါဒီလေးပူပေးဆက်ကအကျိုးတက်ရောက်မှုကောင်းတယ်သူ့ရဲ့စက်ညီမကပါလေလေးပူအေးပေးဆက်ဆိုတာရှိပါတယ်တဲ့ဒီမှာဆို air con တွေ heater တွေဘာညာတွေတော့အဲ့မှာတူတူပဲတဲ့ခူးတာလို့ပြောတဲ့ air con လို့ပြော heater လို့ပြောအဲ့ဒါတွေတဲ့မျိုးရှိပါတယ်နော်တဲ့ဒီခူးတာဆိုတာမျိုးလေးအေးပေးဆက်ကိုပြောတာ air con ကိုပြောနော်ဒါ air con ဆိုတာကတော့ air con ပေါ့နော် heater ဆိုတော့အပူပေးဆက်ကိုပြောတာနော်အဲ့ဒါမျိုးလေးရှိပါတယ်ဒါတွေအကုန်လုံးတော့အကုန်တူပဲအဲ့လိုမျိုးဟုတ်ပါပြီကဲစနေတို့ဒီနေ့ကတော့တော့ဒီလေးဖို့ပါမယ်မှတ်နေရမပါသေးဘူးပေါ့နော်အေးပေးဆက်လေးနဲ့တော့စန့်ကျင်ဘက်စကလုံးဆိုတော့ပြောမယ်မှတ်တာဟုတ်ပါပြီဒီနေ့တော့ကတော့ဒီလောက်ပါပဲနော်အိမ်စာလေးတွေလည်းဖြည့်ထားကြည့်ပါနော်